ဘာကြီးနှစ်ချမ်းကွဲပါစေနန်းနန်းပင်ရှိတဲ့ဘက်မှာနေမဲ့သူတွေလိုက်ခဲ့နန်းနန်းပင်တင်းရမဟုတ်ရင်တော့ဆက်မကြည့်ပါနဲ့ဒီမှာနန်းနန်းကင်းနန်းနန်းပင်တပိတ်တာ9000ခွဲဆိုလို့စိုက်ထားတာအခုပေါက်လာပြီဒါပေမဲ့အခုဈေးထဲမှာနန်းနန်းပင်သွားဝယ်900ဘူးဆိုအများကြီးရတယ်တက်နိုင်ပေါက်တဲ့ချိန်စားရမှာပဲဒီမှာအဓိကဆက်ဆောင်နန်းနန်းပင်ဒါကတော့ပစုံကြောက်ထောင်ထားတာရယ်စားရယ်ချုံမှုတ်ရယ်ပြီးရင်ဟိုနေ့ကကြံနဲ့ကြက်သွန်ဖြူစီချက်နည်းနည်းရောထားတာခရမ်းချင်သည်ကြက်သွန်နင်းငယ်သီးသိန်းချင်းတန်မြာသည်ငယ်သီးသိန်းထည့်မယ်ချင်းထည့်မယ်ချင်းကကြိုက်လို့ထည့်တာနော်ချက်သွန်နီခရမ်းချင်သည်ကဲကိုစားမှာဆိုတော့ကောက်ကိုလက်နဲ့ပဲနေလိုက်တော့မယ်နော်ကောင်းတယ်ရှင်နန်းနန်းမင်းဈေးကျနေတဲ့အချိန်မှာဒီလိုနန်းနန်းမင်းကိုတုတ်စားကြည့်တာဝိတ်ချတဲ့လူတွေအတွက်ဆိုရင်အများကောင်းတယ်